အားလုံးပဲမင်္ဂလာပါရှင်မမိုးရဲ့ဆွေလေးစတိုးဆိုင်ကနေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ရှင်မမိုးရဲ့ဆွေလေးစတိုးဆိုင်ကတော့ပြည်သားရမြောက်ကန်9လမ်းနဲ့6လမ်းကြားမိထီလာမြို့မှာဖွင့်လှစ်ထားပါတယ်ရှင်ဆိုင်မှာလာရောက်ဝယ်ယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်လည်းလာရောက်ဝယ်ယူလို့အားပေးလို့ရတယ်လို့399450 2539နဲ့3998926665တို့ဖုန်းလေးဆက်ပြီးတော့လည်းမှာယူလို့ရပါတယ်ရှင်မိထီလာမြို့တွင်းနဲ့ဆိုရင်အိမ်ရောက်ငွေကြေးစနစ်နဲ့ပို့ဆောင်ပေးပါတယ်ရှင်ဆေးရရလွယ်လို့ကျန်တဲ့ပစ္စည်းတွေကိုလည်းနေကြတလီရောက်တဲ့နေရာတွေမှန်တယ်များအိမ်ရောက်ငွေကြေးစနစ်နဲ့ပို့ဆောင်ပေးပါတယ်ရှင်ဒီတစ်ခါမမိုးကဗာလေးနဲ့မိတ်ဆက်ပေးချင်တာလဲဆိုလို့ရှိရင်မမိုးတို့အမျိုးသားရောအမျိုးသမီးရောအခုစောင်းနှင်းကာလမှာဆိုလို့ရှိရင်ရည်နွေးကြိုက်ကြတဲ့သူတွေအတွက်ကိုနော်မမိုးတို့ကဆေးလက်ဖက်ချောက်ရည်နွေးချမ်းလေးတွေကိုဒီလိုမျိုးလေးအထုပ်ကလေးတွေပေါ့နော်ဒါမျိုးလေးကိုတနေ့ကိုတထုပ်စိန်တောက်ချင်းအားဖြင့်ခန္ဓာကိုယ်မှာရှိနေတဲ့မလိုအပ်တဲ့အဆီပူတွေကိုလျှော့ချပေးရတယ်နော်နောက်တစ်ခုကကြတော့မမိုးတို့ဝင်းချုပ်နေတဲ့သူတွေစီးကြိုသွေးကြိုသမားတွေနဲ့နှလုံးအားနေတဲ့သူတွေလည်းဒီလက်ဖက်ချောက်လေးကိုတောက်ပေးလို့ရပါတယ်ဒါလေးကဘာလေးလဲဆိုလို့ရှိရင်မမိုးတို့အနောမြေကနေထုတ်တဲ့ green tea လက်ဖက်ချောက်ထုတ်ကလေးဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်လူတိုင်းသိကြပါတယ်နော်ကျမကြီးတွေလည်းထောက်ကူတွေအများကြီးဖြစ်တယ်မလိုအပ်တဲ့အစီပိုတွေကိုလည်းချပေးတယ်အခုစောင်းနှင်းကာလာမှာဆိုလို့ရှိရင်ရင်းနှီးချမ်းလေးတစ်ခွက်တောက်ရုံနဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့မလိုအပ်တဲ့အစီပိုတွေကိုလည်းလျှော့ချပေးတယ်ဝင်းကိုပုံမှန်သွားစီတော့ခန္ဓာကိုယ်ကပေါ်ပါလန်းဆန်းစီတယ်အသားရည်တွေကစူပြေးလှပစေတယ်လူကကြမ်းကြမ်းမာမာနဲ့နေထိုင်လို့ကောင်းတယ်ပေါ့ရှင်အဲဒါကြောင့်မို့မမိုးစီမှာဒါလေးတွေလက်လိလက်ကမာယူလို့ရပါတယ်ရှင်တထုပ်ကိုမမိုးတို့ကဒါမျိုးလေးတွေအထုပ်30ပါတာဖြစ်တဲ့အတွက်မမိုးတို့တပူးဆိုလို့ရှိရင်29500ကျပ်ပါရှင်မမိုးဆိုင်မှာလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ရှင်နေနေချမ်းလေးတောက်ရင်လည်းမမိုးတို့အစီကြတယ်ဆိုတာကိုလာပြီးတော့မမိုးက sharing လေးလာလို့ပြတာဖြစ်ပါတယ်ရှင်ကျမကြီးတဲ့လုံးဝဆိုင်ရဲ့ FM မဖြစ်ပါဘူးရှင်ကိုယ်တိုင်လည်းတောက်တယ်ကိုယ်တိုင်လည်းပြန်ရောင်းတယ်ပစ္စည်းလေးဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်